စမယ်ဆိုရင်ဆရာတို့ file โอเคအဲ့ file ကို group ထဲမှာရှိတယ်အဲ့ group ထဲကိုဝင်လိုက် group ထဲက file နေနဲ့အဲ့ group ထဲက file ကိုဝင်လိုက်နော်အဲ့ file နဲ့စာကိုတင်ဒီစာကြားပေးတယ်ဒီစာကိုယ့်ဘက်ကတော့ဖတ်လို့ရတယ်ဒါ level 5အဆင့်ရှိတယ်ဒါအင်္ဂလိပ်ဝတ္ထုတွေမှာ level 1ကနေစပြီး5တိရှိတယ်5 6တိရှိတယ်ပေါ့နော်စစ်နောက်ပိုင်းမှာဝတ္ထုဖြစ်သွားတယ်ဝတ္ထုအဆင့်ရောက်သွားတယ် level 1 level 2စာအုပ်ရှိမယ် level 3စာအုပ်ရှိမယ် level 4စာအုပ်ရှိမယ် level 5စာအုပ်ရှိမယ် level 6ရှိမယ်စစ်ရဲ့ open နောက်မှာမဖြစ်ပါဘူးဝတ္ထုအဆင့်ဖြစ်ပါမယ်နော်လိုက်ဒီမပေးနဲ့တော့နော်လိုက်ဒီပေးလာရက်လိုက်တော့ဝတ္ထုအဆင့်ရောက်ပါမယ်နော်ဒါလေးတွေဆရာပြပတ်လာအဲ့တော့အခုစာဒီ level 5စာဒါ level 5နော်level 5စာအဲ့တော့တိတ်မကွာဘူးပေါ့ထင်ရမယ်မဟုတ်တကယ်တော့ကွာတယ်အရေးသားတချို့တွေကွာတယ်အသုံးလုံးတချို့တွေကွာတယ်ဟုတ်တယ်အဲ့ဒါနော် ready ဖြစ်ရင် down လိုက်ပါနော် ready ဖြစ်ရင်ဆရာစတင်မယ်ဆိုတော့ဘလာစာအုပ်တော့ပြင်နေလားစီနီယာဘိုင်းနေတော့ရရင်မလုပ်နဲ့ပေါ့ဒီကတော့ပြင်ဆင်ထားပေါ့နော်ကျတော့ ပထမအကြောင်း what time where you come back this evening ဘယ်ချိန်ပြန်လာမှာလဲပေါ့ထားပါအဲ့ထဲမှာ TMB time ကိုရှင်းမယ် time ကိုအတန်ထွက်တဲ့ခါကျရင်ဆရာတို့ဗဇက်ပိတ်ပြီးထွက်မယ် time အဲ့ဒါလေးမှတ်ထားကဲအဲ့ဒါဆရာချက်ပေါက်မှာလိုအဲ့ရင်ရေးပြီးမလို့အဲ့ရင်မရေးပြီးဘူးကိုယ့်ဘက်ကပလတ်ဆောင်းမှာရေးရမယ်ဟမ် okay အဲ့တော့ဆရာ time and type wait for no man အချိန်နဲ့ဒီရလူကမဆောင်ဘူးအဲ့ဒါလေးမှတ်လိုက်ပါနော်မင်းတို့ကဒါ mobile လေး sorry လို့တော့သိမှာပေါ့ time and type wait for no man နော် wait for no man ဆရာပုတ်ပြလိုက်ပြီအဲ့ဒါအချိန်နဲ့ဒီကလူမဆောင်နော်ချက်ပေါက်မပုတ်တာလေချက်ပေါက်တွေလည်းဝင်ကြည့်နိုင်အောင်ကြိုးစားအလဲ home key နဲ့ထွက် group ထဲကိုဝင် file ထဲကိုဝင်ပြီးချက်ပေါက်ကိုလည်းတစ်ခါလေးပြန်သွားပြန်ဝင်အဲ့ဒါတွေလုပ်နိုင်မှုခေါင်းလေးကိုလေ့ကျင့်တာနော် time ကိုသုံးတဲ့အခါဒီလို span နဲ့သုံးတယ် I spend my time SPEND spend I spend my time wisely WISELY အချိန်ကိုအကျိုးရှိစွာအသုံးချတယ်အဲ့ဒါ wisely လို့ခေါ်တယ်ဒါဆိုအချိန်ကိုအကျိုးမဲ့စွာအသုံးချတာဘယ်လိုသုံးလဲ I spend my time foolishly spend နဲ့သုံးတယ် SPEND spend က verb 1 present tense လို့ခေါ်တယ်ဒါဆို past tense ပါလေဒီကိုတီးပြောင်းလိုက် SPEND spend past tense ဆိုတာ verb 2ကိုပြောတာနော်ဘာမှ verb 2တွေပြောချင်းစရာမလုပ်တော့ဘူးနော်ဘာမှ verb 2ကမြန်မာပဲသုံးတာအဲ့ဒါ spend နော် participle ကလည်း spend ပဲ I spend my money ပတ်စံသုံးအသုံးချတာပတ်စံI spend much money နောက်တော့တုံးနဲ့သုံးလုံးတစ်ခါကြည့်တာ much money on food စားတာတောက်တာပြီးတော့ဝယ်စားပြစ်တာအဲ့လိုသုံးတာနော် I spend much money on food on games on slot game on casino ဒီလောင်းကစားကြီးမှာပဲအကုန်သုံးလိုက်တယ် I spend much money on food on games on food မှတ်တာနော်သုံးနဲ့အသုံးလုံးကအဲ့လိုသုံးရတာ time ကဘာသာပိတ်မယ်နော်ကြိုပြောထားတယ် time အဲ့ time မှာဆရာတို့ s time အချိန်ဖြစ်ပြီ two time ဘယ်လိုသုံးလဲ two time TIMES two times အဲ့ဒါအချိန်ဖြစ်သွားပြီ time မှာအချိန် three times four times s မတိုင်အချိန်လို့ခေါ်တယ်နော်အချိန်ဆိုရင် तू ကရေးတွက်လို့ရတယ်တစ်ချိန်တစ်ချိန်သုံးချိန်ရှိတယ်အချိန်ဆိုရင်တော့တစ်ချိန်တစ်ချိန်သုံးချိန်တော့မရှိဘူး1 hour 2 hour 3 hour 1 second 2 second 3 second 1 minute 2 minutes 3 minutes အဲ့လိုတွေသွားတာဒါ record ရှိတယ်ပြီးရင်အဲ့ record ကို group ထဲမှာ share ပေးမယ်ဒီ group ထဲမှာဒီ record ပြန်နှားထောင်လွတ်သွားတဲ့လူတွေကနော် record တော့ဖမ်းထားတယ်ဟာနော်ဘယ်လောက်ရေးကြည့်လဲဆိုပြီးတော့ကြည့်ပြထားတယ်နော် span ကိုသိသွားပြီနော်အဲ့ span နဲ့လည်းသင်္ကေတရိုးမှရှိတယ် use လို့ခေါ်တယ်အသုံးပြုတာကျွန်တော်ကွန်ပျူတာသုံးတာကျတော့ I spend တဲ့ကွန်ပျူတာလို့မသုံး I use the computer I use the computer COMPUTER ကွန်ပျူတာမဟုတ်ဘူးနော် computer ထွက်တဲ့သုံးတယ်မှတ်တာနော်မင်းတို့ထွက်နေတဲ့အတန်ဒီအတန်အဲ့မှာ COMPUTER ကွန်ပျူတာလို့ခေါ်တယ်ကွန်ပျူတာဆိုတာအင်္ဂလိပ်စကားတစ်ခုရှိရင်မျိုးပတ်တာကိုပြောတာ computer train ပေါ့မျိုးပတ်တာကိုပြောတာမျိုးပတ်တာဘယ်လိုခေါ်လဲ computer train အဲ့ဒါ computer ဟို computer ဘာတူအဲ့ဒါ computer ရဲ့အဓိပ္ပာယ်ကိုဆရာတို့ရှင်းမယ်ဆိုရင်မျိုးပတ်တာပေါ့ဥပမာမျိုးပတ်တာဆိုရင်ငါတို့ဘူတာပါရမီဘူတာကနေထွက်မယ်ဒီအထားဒီပါရမီဘူတာပဲပြန်အောင်လာလိမ့်မယ်တနေ့ကုန်ပြီးအဲ့ဒါမျိုးတစ်မျိုးပတ်သွားတယ်လို့ခေါ်တယ်နော်အဲ့ဒါမျိုးပတ်တာလို့ခေါ်တယ်အခုကားတွေမှာလည်းအဲ့လိုပဲသွားတာပါကျတို့အခုမင်းတို့တွေ့ရမယ် YBS တွေရန်ကုန်လာတဲ့ခါကျရင်နော်ရှေ့တကုံ88ဂိတ်ကနေထွက်သွားတယ်ကားဒီနောက်ဆုံး88ဂိတ်ကိုပြန်ဝင်သွားတယ်ဒီဘက်လမ်းကျောကထွက်ပြီးဟိုဘက်လမ်းကျောပြန်ဝင်သွားတယ်
ကြားထဲမှာဘယ်နေရာမှမခိုးဘဲနဲ့ပြန်ဝင်လာအဲ့ဒါဆိုကွန်ပျူတာဘတ်လို့ခေါ်တယ်အဲ့ဒါဘာဘတ်လို့ခေါ်လဲကွန်ပျူတာဘတ်လို့ခေါ်တယ်မှတ်ထားနော်ဘယ်မှမခိုးဘူး तू ကတထောက်တွေပါနားတာမဟုတ်ဘိန်းတွေပါပေါက်ရင်တော့တမျိုးပေါ့ကွာမနာဘူးဒါပေမဲ့38ပါရမီကားတွေပေါ့38တို့30တို့တစ်ခွန်8တို့အဲ့ဒီကားတွေကြတော့တခင်မြပန်းကြမှာနားတာနားပြီးအဲ့ဘက်ကနေပြန်ထွက်တာ तू ကတခင်မြပန်းကြမှာဂိတ်ဆုံးတယ်ဂိတ်ဆုံးပြီးတခင်မြပန်းကြနဲ့ညနေတော့ပြီးပြန်ထွက်လာတယ်ဒီမှာပြန်ဂိတ်ဆုံးတယ်သူတို့ကြတော့ကွန်ပျူတာဘတ်တွေမှာမပါတော့ဘူးဘတ်ပဲနော်ဒါလေးမှတ်တာကွန်ပျူတာမတူဘူးနော်နောက်ဘာစလုံးရှိလဲဆိုတော့ COMI cam ကိုရှင်းမယ်ဒါ cam ဒီ present tense လို့ခေါ်တယ် verb 1သူ့ရဲ့ past tense ကပါလေ past past tense came လို့ခေါ်တယ် COMI came တိမမှန်နဲ့မတိမှန်နော်တိကြီးနဲ့တော့မမှန်နဲ့အားရော့တယ်ဘာလို့ဆွမ်းဆောင်ပြီးကြားတဲ့လက္ခဏာမှာပြတာအဲ့ဒါတိကြီးနဲ့မှတ်မယ်ဆိုရင်အဲ့ဒါနောက်ဟာတွေကုန်ရှုပ်ကုန်တခြားဘာသာရက်တွေပါ cam came battery က cam ပြန်ဖြစ်သွားတယ်နော် cam ကဘာမှနဲ့ battery မှာ cam တွတ်တူတယ် battery မှာ COMI came ဖြစ်သွားတယ် come for the swim come for a swim အမပို့လိုက်ပြီအဲ့ထဲမှာဆရာတင်မယ် a swim ဆိုတာသူထူးဆန်းတယ်နော်ဘာတုံးကလဲ a swim နဲ့ a swim ကိုသိချမှတ်တာ a swim ရဲ့အဓိပ္ပာယ်ဒီ swimming exercise လို့ခေါ်တယ် swimming exercise ပို့ပေးထားတယ်သိချမှတ်တာ swimming exercise နောက်တစ်ခါလည်းထပ်ကြားမှာပါဒါလေး swimming exercise က exercise လုပ်တယ်လို့ခေါ်တယ် swimming exercise ဆရာကြီးဘာဖြစ်လို့ swimming exercise ဖြစ်တာလဲ A ပါလို့ဖြစ်တာ A မပိုင်ဖြစ်မလားမဖြစ်ဘူးအဲ့ဒီ swim ဒီဆရာတို့ verb အနေနဲ့သုံးထားတာမဟုတ်ဘူး noun အနေနဲ့သုံးထားတာရေကူးခြင်းဆိုတဲ့အဓိပ္ပာယ်ထွက်တယ် swim ဆိုတဲ့အဓိပ္ပာယ်ဒီ verb လည်းရတယ် verb ဆိုတာ be ပြီးတော့ an ဆိုတာ NOU က noun လည်းရတယ်နှမျိုးလုံးရတယ် swim က verb ဆိုရင်ရေကူးမှုလို့ရေကူးခြင်းပေါ့နော်ရေကူးတာပေါ့ကွာ verb ဆိုရင်ရေကူးသည်ဒီနဲ့ဆိုရင် verb မှတ်တာဒီ A swim swimming exercise A ပါလို့ swimming exercise ဖြစ်တာဒါဆိုရင် to swim ဆိုရင်ရော comeကိုမထည့်တော့ဘူးသွား I to swim လို့သုံးမယ် TO2 မှတ်တာ to swim come to swim ပေါ့ကွာ come a swim come for a swim ပေါ့ come to swim come to swim ကျန်တော့ဘာဖြစ်သွားလဲသူကရွေးချက်ချီကူးတာတရားမရှိဘူးကွာတရားမရှိတော့အဲ့ကိုကြောင်းတက်ရတဲ့အခါမှာရေကူးပြီးတက်ရတာအဲ့လိုရွေးချက်နဲ့ကူးရတာဘာလို့ခရီးထွက်လာတယ်ချောင်းကတရားမရှိဘူးအဲ့ချောင်းဖြတ်ကူးရတာဆိုင်ကယ်နဲ့တော့၎င်းဆိုင်ကယ်နဲ့ဆိုရင်တော့ swim မသုံးတော့ဘူးပေါ့ကွာဟုတ်ပြီလား pass through ဆိုရပြီကိုလက်ပစ်ကူးရအောင်မယ်ဒါရွေချက်ရှိကူးတာ to swim ရေတွေကြီးနေလို့ဟုတ်ပြီလားရေကြီးရေချမ်းဖြစ်နေလို့ဟိုဘက်ဈေးသွားဝယ်တာကူးပြီးသွားတယ်အဲ့ဒါ to swim အဲ့မှာတကယ်ကြီးကိုကိုကခေါ်မယ်ဟေးလာငါဟိုလက်ပိတ်တော့ဖို့လာတော့ရေကြီးနေတော့ရေတော့ကူးရမယ်အဲ့ဒါဆို come for the swim လို့ခေါ်လို့မရဘူးနော်လေ့ကျင့်ခန်းမဟုတ်တဲ့အတွက်ကြောင့် come to swim လို့ခေါ်တာဘယ်လိုခေါ်ရလဲ come to swim အဲ့ဒါရွေချက်ရှိကူးလို့ဒီတိုင်းပဲ come for the walk come ကထက်နေလို့က come မတုံးတော့ go for the walk a walk ပါလာပြီ walk က verb လဲ walk ပဲ noun လဲ walk ပဲ verb ဆိုရင်လမ်းလျှောက်ဒီနဲ့ဆုံးတယ် noun ဆိုရင်လမ်းလျှောက်ခြင်း a walk ဆိုရင် walking exercise a ပါလို့ဒါလမ်းလျှောက်လေ့ကျင့်ခန်းလုပ်တာlet us go သွားကြစို့ let us go lit possibly let us go for the walk လမ်းလျှောက်သွားမယ်လားလေအဆောင်ထဲမှာမနက်ခင်းပေါ့လမ်းလေးလျှောက်သွားကြတာ let's go for the walk a walk အဲ့လိုမဟုတ်ဘဲနဲ့ to walk ဆိုရင်အဲ့ဒါရွေချက်ရှိသွားတာစပိန်ကမရှိလို့ကျောင်းကိုလမ်းလျှောက်သွားတာစပိန်မဝင်နိုင်ဘူး I walk to school I walk to my home အိမ်ကိုလမ်းလျှောက်ပြန်တာအဲ့ဒါကိုရွေချက်ရှိလို့ပြန်တာမှတ်တာနော် I walk to my home walk to walk ပေါ့နော် for walk နဲ့ to walk နဲ့မတူဘူးနော်ဒါဆို swim ကဘဝန်းကပါလေ SWIM ဘတ်တူက AM နဲ့စုံတယ်ဘတ်3က UM နဲ့စုံတယ်အဲ့လိုလေးတော့သိဖို့လိုတယ်နော်အဲ့လောက်ကတော့ UM နဲ့စုံတယ်နော်အဲ့ဒါဘဝန်းဘတ်တူရေးပေးထားတယ်အဲ့တော့ swim ကိုဆရာတို့ရေကူးဝတ်စုံဆိုဘယ်လိုခေါ်လဲ swim suit လို့ခေါ်တယ်နော် SWIM swim SUND suit swim suit အဲ့ဒါ noun ပေါ့ရေကူးဝတ်စုံနာမည်မလို့ noun လို့ခေါ်တာရေကူးကန်ဘယ်လိုခေါ်လဲ swimming pool နော်အဲ့ဒါရေကူးကန်နောက်တစ်ခုက PO က pool ကိုတစ်မျိုးခေါ်တယ်ဘီလီယက်ခုံလို့ခေါ်တယ်ငါတို့ဘီလီယက်ထိုးတယ်လေအဲ့ဒီခုံကို pool လို့ခေါ်တယ်
ရေးတာနော်ဥရိကပီလီယကိုပြီးဆရာတို့ခန်းဘက်ကိုပြန်ဆက်မှာโอเคခန်းကိုကြည့်မယ်ဆိုခန်းကို IND ပေါင်းရင်ခန်းမင်းလို့ခေါ်တယ် M ကတလုံးနဲ့တွားတယ်နော်နှလုံးမတွားဘူးခန်းမင်းစွန်းဆိုရင်စရုပ်ရှင်ကားလေးမှာမကြမီလာမီမြောင်ဆိုတဲ့အဓိပ္ပာယ်ခန်းမင်းစွန်းအမပုတ်ထားရနော်ခန်းမင်းမန်ဒေးဆိုရင်လာမဲ့တနေ့နေ့ခန်းမင်းမန်ဒေးဘာနဲ့တူလဲ next Monday အတူတူပိုင်းတစ်ခုကခန်းမင်းမန်ဒေး next Monday I come from Mandalay မန္တလေးမှာနေတာလေပြောမယ်ဆိုငါမန္တလေးကလာလို့လည်းပြန်လို့ရတယ်သူ့ရဲ့မိကုန်းကဘယ်လိုလာလဲအမဆရာရေးပြထားတယ်နော် where do you come fromသူဘယ်လာလဲပေါ့ where do you come from ဘာလို့စီဝါမီ come ကိုတုံးထားတဲ့အတွက်ကြောင့်ဆရာတို့မိကုန်းလောက်တဲ့ခါမှာဒီကိုဒူးနဲ့တုံးရတာစီဝါမီ come ဒီဘတ်ဖြစ်တယ်ဒီမှာနောက်နေ့ဘတ်နဲ့တော့322ဆရာမရှင်းတော့ဘူးသိချင်တော့ COC တွားကြည့်နော်ဘတ်ဖြစ်တယ်တချို့မိကုန်းတွေမှာဒီလိုမေးတယ် where are you from နင်ဘယ်လာလဲအဲ့လိုမေးတယ် where are you from ပြန်ရေးပြထားတယ်question mark ကိုမှားတယ် where are you from ဒီမိကုန်းဒီဘတ်တူနဲ့မေးထားတာမဟုတ်ဘူးအဲ့တို့ကြောင့်ဘတ်တူဘီနဲ့မေးတဲ့အတွက်ကြောင့်ဘတ်တူဘီနဲ့ပဲကျင်းဖြေ I am from Mandalay come from ကထည့်တယ်ဘတ်တူမပါ I am from Mandalay နော်အမေစာဝတ်ဆွေရလည်းပဲပြန်ဖြေပေးရမယ်အမေစာဝတ်ဆွေရနဲ့မေးတဲ့မေးခွန်းရှိတယ်လို့ဒူတာ dis နဲ့မေးတဲ့မေးခွန်းရှိတယ်မေးခွန်းမှာ2မျိုးပဲမေးကြတာများတယ်တခြားတွေခဏထားအောင်လောဆယ်2မျိုးကိုရေးပြတ်မှာ popular ဖြစ်တဲ့2မျိုးပေါ့အမေစာဗာလဲဘတ်တူဘီနဲ့ဘတ်တူစီဘတ်တူကိုသုံးမဲ့ဘတ်မလို့တာအဲ့မေးရတာဒူတာ dis နဲ့မေးရတာဘတ်တူတွေကပါလေလေဘတ်တူတွေကပြောမကုန်တော့တပုံကြီးရှိတယ်တင်းချီရှိတယ်ကိုတို့ဤတို့ sleep တို့ drink တို့ feel တို့အဲ့ဒါဘတ်တူတွေဘတ်တူဘီကတော့ရှင်းပါတယ်အမေစာဝတ်ဆွေရအဲ့လေးခုပဲရှိတယ်နော် the more is white လာအဖြူရောင် the more is white အဲ့ဒါမျိုးဆိုမေးခွန်းကဘာဘယ်လိုမေးမလဲ is နဲ့ပဲမေးရမယ်ဘတ်တူဘီနဲ့မေးရမယ် what is the more color what is the color of the more နားလေနော် I play football ဒါဆိုမင်းဘာကစားလဲလို့ဘယ်လိုမေးမလဲဒါဆို play ကိုဥတည်တဲ့အတွက်ကြောင့် play ဒီဘတ်တူ2ဖြစ်သွားပြီ what do you play ဒါပဲ what does she play she ဆိုရင် does ဖြစ်မယ် he ဆိုရင် what does he play what did he play နားလေနော်မေးခွန်းတိုက်ပြန်အဲ့ဒါ can ကိုတုံးတယ်နော်ဒါဆိုအစ်စ်လာတဲ့လူဒီအကြောင်းကိုဘယ်လိုတုံးလဲ new can မှာအခမ်းမအောင်နောက်အနေနဲ့တုံးတာခမ်းမဆိုလာသူဖြစ်သွားတယ်နော်ဟုတ်ပြီဆရာတို့စာပိုက်ကိုပြန်သွားမယ်နော် what time နဲ့ when you come back this morning ဒီမနေ့အချိန်ပြန်လာမှာလည်းပေါ့နော်ဒါတွေ့ပြန်စရာမလို as miss ကျုံ miss ဆိုတာအိမ်အောင်တဲ့ကိုပြောတာနော်အိမ်အောင်တဲ့ကိုပြောတာနော်ဥပမာအိမ်တော်ကျော်စင်ကမင်းတို့သိတဲ့အတိုင်းပဲပြည်သူနဲ့အိမ်အောင်ကြပါပြီအဲ့ဒါဆိုရင် miss အိမ်တော်ကျော်စင် miss တော့မရဘူးနော်ဒါနန်းခင်စီကအိမ်အောင်မကြသေးဘူးဆို miss နန်းခင်စီကပေါ့သူအဲ့လိုသွားတာနားလေနော် miss 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 ဒါကြောင့်မို့ miss universe နဲ့ miss universe ရှိတယ်အိမ်အောင်တဲ့ပြိုင်တာနဲ့အတူပြိုင်တာနဲ့ယောက်ျားလေးကတော့လူပဲဖြစ်ဖြစ်အိုးဖြစ်ဖြစ် Mr. လို့ပဲခေါ်တယ် Mr. ပြည်တီဦး Mr. ဆိုင်ခိုင်းလိုက်အတူဖြစ်ဖြစ်လူပဲဖြစ်ဖြစ်ပေါ့နော်မင်္ဂလိတွေမှာတော့မင်္ဂလိယောက်ျားလေးကတော့ပြောင်းလဲရှိရင် Mrs. နဲ့ Miss 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 နဲ့နော် Mrs. ကျော်နေတာသိတယ် Asian ဒီဆိုတာဗာလဲစိတ်အားထက်သန်စွာ Asian နော်အဲ့မှာ ANHIOUS နော်အဲ့ဒါတင်ပေးမယ်အဲ့ဒါနည်းနည်းခက်တယ်တခြားမှတ်တာ Asian ဆိုတာ verb အနေနဲ့သုံးတာ XIOUS Asians about တခြားလေးမှတ်တာနော်မင်းတို့မသိကြလားတော်တော်များများတော့ဟာဒါလည်းပို့ W နဲ့အဲ့မှာ Asians about တယ်အဲ့ဒါစိုးရင်Asians about your mother ငါနေနေတော့ရန်စိုးရင်လားပြန်ရောက်ပြီလားရောက်ပြီအဲ့ဒါပြီးအခုမှတပြင်းချတယ်အဲ့လိုမျိုး Asians about လို့ခေါ်တယ်နော် Asian မဟုတ်ဘူးနော်အနေနဲ့ငါအတန်တို့တွေဆရာအတန်တို့တစ်ချက်ပြန်ကြည့်ပြီမယ်နော် anxiety ဟိုကောင်က anxiety
anxious မှန်တယ်နော် anxious an an a နဲ့အတန်းထွက်ရမှာ anxious နော်တက်ရှိက x ကိုဆရာတို့ x အဲ့တန်းထွက်ရမှာနော်အဲ့ဒါတော့သိပါတယ်ဒါကဆရာထက်တန်းတာဆိုမှတ်တာ worry မှာလည်းအပေါင်းနဲ့လိုက်တယ်နော်အဲ့ worry about you ဒါထူးဆန်းတယ်ဒီကောင်လေးအဲ့အပေါင်းနဲ့လိုက်မှရနော်အဲ့ worry about you ငါနေကိုစိတ်ပူနေတာနော်အရှိမ I ထည့်လိုက်ပေါ့ subject ကလို့ပါတယ်လေ I worry about you နော် worry about နဲ့တုံးတယ်နော် I'm worry about you လေကြားလာပဲတုံးကြည့်ကဲဒီတစ်ခါ accent ကို2နဲ့တုံးမယ်နော်အဲ့ဒါဆိုရင် accent 2ကစိတ်အားထက်တယ်လေဆိုတဲ့အဓိပ္ပာယ် I anxious တူပြီးတော့တာဆောင်းပြဖို့ရမ်းစိတ်အားထက်တယ်တာပဲဤကားပဲ I'm anxious တူပတ်စေ exam စမဝဲအောင်ဖို့တူပလက်ဘဝန်းလေးတကယ်တော့အဲ့ဒါဘတ်ဝန်းပဲလေအမိစာဝတ်ဆွဲရအောင်ဆရာတို့ဘတ်လို့ကျင်တာသူနောက်ကထည့်ကျင်တာအမိစာဝတ်ဆွဲရအောင်သူနောက်ကထည့်မယ်ဆိုရင် BB ကိုတုံးသွားတယ်တချို့ကမသိဘူး BB ကိုအခုထိမသိဘူးတချို့ကပုံပြင်မှတ်ထားတယ် BB ကိုဖြစ်တည်လို့မှတ်ထားတယ်အဲ့ဒါက ABCD အဆင့်ပဲရှိတယ် BB ကိုဖြစ်တည်လို့မှတ်တာနော် BB ဆိုတာဘာဖြစ်လို့ပေါ်လာလဲဆိုတော့ TO2 နောက်ကလိုက်ချင်လို့နောက်တစ်ခုကကန်ကုတ်ရှယ်ရှို့ဝယ်ဖို့မေမိုက် max အဲ့ဘတ်တွေနောက်ကလိုက်ချင်လို့ပေါ်လာတာကန်နောက်ကနေအမိစာဝတ်ဆွဲရအောင်တုံးကျင်တယ်တုံးလို့မရလို့ B ခံရတာနောက်ပါလေ has have had အဲ့နောက်ကနေအမိစာဝတ်ဆွဲရအောင်တုံးကျင်တယ်တုံးလို့မရလို့ဘင်းလိုက်ရတာမှတ်တာနော်ဒီ B ဆိုတာဘာမှမဝင်ဘူးဒီပလက်ဘာဝန်းလို့ပဲမှတ်တာလေအဲ့တော့ဒီနေရာမှာ to pass the exam ထည့်လေမှန်တာပဲအောင်ဖို့စိတ်အားထက်တယ်နေတယ်ပေါ့ anxious နော် anxious သူ့ကိုနောင်ပြောင်းမယ်ဆရာတို့ anxiety anxiety တော့ကပေါ့ကွာ anxiety ကတော့ကနော်တော့ကဒါဆိုရင်တော့ဒီအသုံးလုံးကိုသိတယ်နော်အခုဒီက message ကြောင့်မေးတယ်ကွာဟုတ်ဒါဆိုစိုးရိမ်ဆောင်လို့ပြန်ပေါ့နော်ဒီမှာတော့စိုးရိမ်ဆောင်လို့ပြန်ပြီဆရာတို့စိတ်အထက်ထန်တာမဟုတ်နော်အဲ့လိုမျိုး Peter stood up တဲ့နော် Peter ကမတည့်ရက်တယ်အဲ့မှာ UP app ကိုတုံးတာမင်းတို့ကအဲ့ဒီ app ကိုသုံးကြတဲ့နေရာရှောက်သုံးလို့မရဘူးကျွန်တော် sit down ရှိမယ် stand up ရှိမယ်ကဲ sit down ဆိုယတိပြတ်ဖြတ်လိုက်တာဘာမှမပြောချင်တော့လို့ဘာစကားလုံးမှထပ်မတည့်ချင်တော့ဘူးအဲ့ဆို I sit down လို့ဆို I sit down ဒါယတိပြတ်ဖြတ်လိုက်တာအဲ့ down တော့ကဘာစကားလုံးမှထည့်ခွင့်မရှိတော့ဘူးနော် stand ဆိုရင်တော့ up ပေါ့ကွာ stand ဆိုရင်တော့ဗာလဲ UP up ပေါ့ဟုတ်ပြီမဟုတ်နောက်ကစလုံးပြအောင်မဟုတ်ကျွန်တော်ကစကွဲပေါ်မှာထိုင်တာလေးရတယ်ဆို I sit on the sofa ပေါ့ sofa ပေါ်ထိုင်နေပေါ့အဲ့ဒါမရအောင် on ရမယ် on သွားမယ်ဆိုယတိပြတ်ဖြစ်ရှင်တော့အဲ့နာမှာ up နဲ့စားမယ်အဲ့ဒါဆို UP up နောက်က full stop ပဲလိုက်တယ်တက်တလုံးမှဒါ sit down လို့ UP up လို့နော်ဒီကောင်ယတိပြတ်ဖြစ်ရှင်လို့စကားဆက်မပြောချင်တော့လို့နော် stand ကိုတုံးတဲ့အသုံးလုံးရှိတယ် I can't stand him I can't stand him ဆိုတာဗမာတို့က I cannot bear him ငါဒီငနေကိုတီးမခံနိုင်တော့ဘူးဒီနဲ့လမ်းခွဲမယ် I cannot bear him I cannot bear him တီးမခံနိုင်နော် no ဘယ်စလုံးမောင်းဆရာတစ်ချက်ပြန်လုပ်ပေးမယ်နော်ခဏလေး BI ပဲလို့မှတ်တာနော်ဆရာမပြေးမှာရေးထားတယ် BI ပဲဝတ်မနေမနေခိုင်းနော်အော် sorry B အဲ့ဒါမှန်နေနော်မမဘူးဘယ်လို့ထွက်တယ်နော်မှတ်တာဘယ်ကပ်ပေါ်တော့နေ B ဘယ် B ဘယ်B ဘယ် I cannot bear it
哦，那边后来还得比呀，比了。你那个口感，这里呢，包么不是包呢？比呀，ဟုတ်ပြီးရပဲရ 那白么比呀，比呀ဖြစ်တယ်အတန်တော့မတူဘူးနော်ဘေးရဘေးရအဲ့ဒါဝုံဝဘေးရနော်ဘဲမဟုတ်ဘဲမဟုတ်ဘဲကဒီလိုထွက်ဒီအခုဘက်ဒီအတန်ကိုထွက်လာဒါဘက်လို့ခေါ်တယ်ဒီအတန်တော့ကဘဲနော် I cannot ban him I cannot be မရဘူး I cannot ban him ဝုံဝကြတော့ beer beer အဲ့လိုသူဖိပြီးဆိုရတာဝုံဝကြတော့မတူဘူးသူကစလုံးကနောက်စလုံးတစ်လုံးရှိသေးတယ်ထူးဆန်းတာ S P I R I T ဒီစလုံးကသူကနောင်အနေနဲ့ဆိုပြမယ်နှစ်ခုလုံးကနောင်ပဲဒီစလုံးကဒါကဘယ်လိုထွက်လဲဆိုတော့ဟို spirit လို့ထွက်တယ် spirit ဆိုရင်ဗာလဲဝိညာဉ်တို့ဟုတ်ပြီလားနှစ်စိမ့်နေပေါ့နှစ်ချက်မဟုတ်တော့နှစ်စိမ့်တော့ဒီကပြောထားတာနှစ်စိမ့်တို့ဝိညာဉ်တို့ spirit လို့ခေါ်တာဒါပေမဲ့အရက်ပြန်ကိုခေါ်ရင် spirit လို့ခေါ်တယ်အတန်တော့ကမတူဘူးစလားအရက်ပြန်ကျတော့အတန်တော့တစ်မျိုးဖြစ်သွားတယ် spirit ဖြစ်သွားတယ်နော် तू ကနှစ်မျိုးလုံးနောင်ပဲခုနက beer နော် beer ဆိုရင်ဘောအဲ့ဒါနောင်ဆိုရင်ဘောဒါဆိုရင် verb ဆိုရင်ဘာဖြစ်မလဲ verb ဆိုရင်တိခဏတာဖြစ်တာ verb ဆိုရင်တိခဏတာ I cannot bear him I cannot stand him ဒီတော့stand ကိုနားလိုက်ပြီနော်နောက်တစ်ခုက you always stand by me အဲ့ဒါကြောင့်ရက်တည်တာအများနဲ့ငါ့ဘက်မှာရှိနေတယ်ဆိုတော့ by ဆိုတဲ့အဓိပ္ပာယ်သိဖို့လိုတယ် by ဒီပြီးမှပိုင်းကိုအရင်ရှင်းမယ် by ဒီ by ရဲ့အဓိပ္ပာယ်ဒီအချိန်ဆိုရင်အချိန်နဲ့နေရာနဲ့နှစ်မျိုးပဲသုံးတယ်ပြီးမှပိုင်းကိုသုံးမျိုးသုံးတယ်ဘုံတော့တစ်မျိုးရှိသေးတယ်အချိန်နဲ့နေရာနဲ့ကိုပြပြမယ်နေရာဆိုရင်သူကအနီးနားမှာလို့ပြောတာနေရာဆိုရင် by ရပါလေအနီးနားမှာ I stand by the window ငါတကားနားမှာမတည့်ရတယ်အချိန်ဆိုရင် तू ကမတိုင်ခင်လို့ခေါ်တာ I passed the exam by 2000အဲ့ဒါ before 2000 2000ခုနှစ်မတိုင်ခင်ကအောင်တာအချိန်ဆိုရင် तू ကမတိုင်ခင်ဖြစ်သွားတယ်နေရာဆိုရင် तू အနီးနားမှာဖြစ်တယ်ပြီးမှဘိုင်းရနောက်တစ်ခုဘိုင်းရတော့ I go to school by bus by car အဲ့ဒါလည်းမလို့တည်တယ်ဖြင့်ဆိုတဲ့အဓိပ္ပာယ်လေအဲ့လိုသုံးတယ်ဒီမှာတော့ stand ဆိုတော့ရက်တည်တာပေါ့အများနဲ့ငါနာမှာရက်တယ်ပေါ့ဒါတင်စားပြီးသုံးတဲ့စကားလုံးအပေါ်မှာတီးမခံနိုင်ဘူးဆိုတဲ့စကားလုံး I cannot stand him နော်ဒါဆိုရင်ငင်းရက်ဆိုဘယ်လိုပြောလဲ stand still stay ရဲ့အဓိပ္ပာယ်ဒီငင်းရက်သူက stand stay ရဲ့နောက်မှာဒီလိုလေးလုပ်ပြီးဒါကအမေရိစကားဆရာမရဲ့ရုပ်တရက်ကြီးကောက်ပြီးတော့ငင်းရိုက်စမ်းဟုတ်တယ်မလားဥမာဆရာမကပြောတယ်အကြောင်းသားတွေဝေါစူးနေတယ်ဟုတ်ပြီလားပိတ်နေစမ်းသူပြောတယ်ဒီကွာရဒါပေမဲ့ဒီလိုထည့်ပြီးရရုပ်တရက်ကြီးဆရာမပြောလိုက်လို့ဟုတ်ပြီနော်စက်ဟုတ်တယ်လို့ဆို exclamation mark ကိုထည့်ပေးရမယ်ဒီကွာရအဲ့လိုပါလာမယ်ဆိုရင်ဒီစာရီမှာဘာသာပြန်အဲ့လိုတေချာလေးပြန်နော်သတိထားပြီးပြန်ကွာရကို stay ဆိုတာ day တယ်ဆိုတာ day ပဲအမှားလို့ဘယ်လိုခေါ်လဲ day တယ်တေးတယ်တော့တီးစီးတေးတာပြောတာမဟုတ်ငယ်သေးတယ်ဘာညာပေါ့ you are stay ရဲ့မင်းကိုငယ်ပါသေးတယ်ဘယ်လိုခေါ်လဲ you are stay ရဲ့အဲ့တေးတယ်ကိုပြောတာနော် you are stay ရဲ့မင်းငယ်ပါသေးတယ် you are stay ခဏတဲ့စကားလေးခဏတဲ့စကားမျိုးလေးပြောလို့ရတယ်မင်းငယ်ပါသေးတယ် stand ကိုတည်ရနော်ဟုတ်တယ် stay stay stand ဘာတူရပါလဲ past tense stop 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 ဘာတူလဲ stop နည်းနည်းနီးစက်ကစလုံးက understand ပေါ့ဟာ understand က under ပြီးတော့ step နဲ့တွဲဖက်ရေးရတဲ့စလုံးဖြစ်လို့နီးစက်တယ် understand ရဲ့ past tense ကပါလဲ understood နော် understand ပြီးတော့ understood ဟုတ်ပြီနော်အဲ့လိုသွားမယ်အဲ့ဒါ verb တွေပဲနားလည်ကြည့်အဲ့မှာအင်္ဂလိပ်စကားလုံးတစ်လုံးရှိတယ် foreigner ပြောတယ်ကိုကမလိုက်နိုင်ဘူးအဲ့ဒါကိုကအခုမှအင်္ဂလိပ်စာစတင်တာဒါဆိုရင် I don't understand I cannot understand လို့ပြောလို့မရဘူး I cannot understand ဆိုရင် understand အတိတ်ပဲဆရာရေးပေးမယ် I cannot understand I cannot understand ရဲ့အတိတ်ပဲ idea ကိုနားမလဲသူကပြောတယ်ဘာလို့ရေရာဒီအကြောင်းပဲရင်စပိတ်ရောင်းကြမယ်ကိုစီနော်ကိုကတစည်းယူမင်းနေကတစည်းယူ
တကယ်ချင်းနေပြောတော့ငါနားမလဲဘူးပြန်ပြောပြအောင်နားရှင်းအောင်အဲ့ဒါ understand လို့ခေါ်တယ်မဟုတ်အင်္ဂလိပ်စကားပြောတာကိုကမလိုက်နိုင်ဘူးကိုက junior ဖြစ်လို့အဲ့ဒါကျွန်တော် I cannot follow you လို့ပြောရတာမတူ I cannot follow you I can't follow you အဲ့ဒါကိုတော့မတူဘူးနော်ရှုပ်ကုန်နေတယ် I can't follow you I can't understand you တော့မတူဘူးအဲ့ဒီဗမာနဲ့နားမလဲဘူး understand မယ် I cannot understand you foreigner တော့ပြောတယ် foreigner ရမ်းမြန်လို့ I cannot understand you မဟုတ် foreigner အဲ့ဒါသူမင်းတို့အဲ့ idea လေးရောက်နေပြီ idea လေးလုံးပန်းနေပြီ idea ကိုနားမလဲလားအဲ့ I can't follow you I can't ပို့သေးတာချင်း I can't follow you အဆန်ပေါ့ကွာနေနေတာမဖမ်းနိုင်ဘူး understand ကို adjective ပြောင်းဆရာတို့ဘယ်လိုခေါ်လဲ understand လေးပဲ understand ဒီပဲမရေးပြတာမယ်အဲ့ဒါ adjective နားလည်နိုင်တော့ဒီနားလည်နိုင်တော့ဥပမာပေါ့ကွာ understand ဒီပဲဘာလို့နားလည်နိုင်လဲကိစ္စ cases ကကိစ္စလို့ problem လို့ပြောတာနော် problem လေး case နဲ့တူတူပဲပိသားမတည့်ရတဲ့ I don't know မသိဘူးတဲ့ I don't know အဲ့ဒါ verb ကပါလဲ no ကဘာtense နဲ့ရေးထားလဲ present tense နော် no but past tense ကပါလဲ can knew part က is clear can no you know ဒီကိုနောက်ပြောင်းတော့ knowledge ဘဟုတ္တလို့ထွက်တယ်ဘဟုတ္တအဲ့ရဆင်းလာတာ w n e d g e knowledge နော်အဲ့ knowledge ကိုမှ no ကိုမှ adjective ပြောင်းလို့ရလားရတယ် knowledgeable လို့ခေါ်တယ် no ရဲ့ adjective can w r e d c a t l knowledgeable ဆိုတာဘာလဲဘဟုတ္တကျွယ်သောဆိုတဲ့အဓိပ္ပာယ် adjective adj လို့ရေးထား adjective ဘဟုတ္တကျွယ်သော he is knowledgeable boy he is a knowledgeable boy knowledgeable ဒီကောင်ဘုဒ္ဓကကျွဲတဲ့စုံတဲ့အကောင်လေးပါလား knowledgeable boy adjective adjective ရှိရင် adverb ကအများနဲ့ရှိရင် element ကောက်ပေါင်းတယ် knowledgeable ခုနကလည်း understandable adjective ဆိုတော့သူ့ရဲ့ adverb ကပါလဲ unstable element ပေါင်းလိုက်ပေါ့ unstable knowledge နော် knowledge ကိုသုံးတဲ့သုံးလုံးရှိတယ် why and get run away why and get ကောင်းလေးနဲ့ကောင်းမလေးထွက်ပြေးသွားတယ် why and get run away are you but တူနဲ့သုံးလိုက်မယ်နော် are you and run away ရေးပြီးနေနော် without knowledge of their parents ကောင်းလေးနဲ့ကောင်းမလေးကထွက်ပြေးသွားတယ်လေအမှရေးပေးထားတယ် without knowledge of their parents မိဘတွေမသိပဲလေးအဲ့မှာ knowledge ကိုသိတာနဲ့ပြန်မိဘတွေမသိပဲလေးထွက်ပြေးသွားတယ် without knowledge of their parents ပြီးတော့ screenshot တွေပါရိုက်လို့ရရနော်ရေးတာပြင်ပြီးမှအိမ်မှာပြန်အိမ်မှာတော့ပြန်ရေးရလိမ့်မယ်နော်ဖုန်းနဲ့မဝင်တဲ့လူကလည်းရှုပ်မယ်နော် boys and girls run away without knowledge of their parents မိဘမသိပဲလေးက without နောက်က verb ing လိုက်လို့ရတယ် without knowing လို့ရေးလို့ရတယ် k n o w i n g 9 နိုင်ပြည့်တာငါတို့ချက်တယ်9နိုင်ပြည့်မှာအဲ့တော့ငါတို့ဘယ်တော့မှလာဦးတင်နေ9နိုင်ပြည့်မှာမဟုတ်ဘူးမိရလို့ပြက်တာရှိလို့ hello ဆရာမီးအခုလာပြီ အေးလာတယ်ဒီဘက်ကပြတ်သွားပြီအဲ့တော့မိရပြက်သေးလားလို့ငါပြန်မိတာအဲ့တော့ငါတို့ဒီဘက်ကပြတ်သွားလို့ဟုတ်ပြီထားလိုက်တော့ without knowing အဲ့မှာ knowing ကိုရေးပေးထားတယ်နော် knowing without knowing နဲ့ without knowledge နဲ့တူတူပဲ without နောက်က verb ing ထည့်လို့ရတယ်ပြောမယ်ဆိုရှင်းလင်းပြမယ်ကွာ without ကိုသုံးမယ်ဆို without နောက်ကနိုင်လိုက်လို့ရတယ်နော်အဲ့ read the passage ဖြေတဲ့အခါကျရင် without ကိုကောင်းမသုံးတတ်ဘူး without plus noun လို့ရေးထား noun တမို့ verb ing noun မြင်ဆောင် verb ing တဲ့တာရေးလို့ရတယ်အဲ့တော့ without ဆိုတာ by လောက်ကလည်းလို့ရေးလို့ရတယ်နော် by plus noun မြင်ဆောင် verb ing ဒါလေး